ဒီမှာတော့61ချိန်မြောက် topic 1မိကုံဟောင်း EKK ကိုပြပြပေးသွားမှာဖြစ်ပါတယ်။မိကုံပုံစံလေးကကြတော့စာကြောင်းတစ်စောင်းပေးထားပြီးတော့အဖြေ1 2 3လေးကအဖြေမှန်တစ်ခုလေးပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်ဖိုးကြီးဥမာရှိရပါတော့။ 오늘은နဲ့ဒီနေ့ကတော့တဲ့월요일입니다တနင်္လာနေ့ဖြစ်ပါတယ်။내일은မနက်ဖြန်ကတော့화요일입니다အင်္ဂါနေ့ဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်နေ့ရဲ့အကြောင်းကိုပြောသွားတာ။အားကြောင့်မလို့အဖြေမှာဆိုရင်သူက UE ဆိုတဲ့နံပါတ်3လေးကိုသူဥမာနေနဲ့ဖြေပြထားပြီပေါ့နော်။အဲဆိုရင်31 32 33ဖြစ်ပြီပေါ့နော်။사과가 있습니다.ပန်းသီးကရှိပါတယ်။수박은 없습니다.ဖျဲသီးကတော့မရှိပါဘူး။နံပါတ်1시간အချိန်2과일သစ်3운동အားကစား4가족မိသားစုဖြေကတော့နံပါတ်2과일 32 저는 15살입니다. 15နှစ်ဖြစ်ပါတယ်။ 언니는အမကတော့17살입니다. အသက်18နှစ်ဖြစ်ပါတယ်။နံပါတ်1나이အသက်နံပါတ်2나이자နေဆွေနံပါတ်3이름နာမည်နံပါတ်4나라နိုင်ငံဖြေကနံပါတ်1나이 33수미 씨는နဲ့수미ကတော့တဲ့회사원입니다.ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်။ 컴퓨터 회사에 다닙니다. ကွန်ပျူတာကုမ္ပဏီမှာအလုပ်လုပ်နေပါတယ်။နံပါတ်1취미ဝါသနာနံပါတ်2직업အလုပ်အကိုင်နံပါတ်3약속ကတိနံပါတ်4shopping ဖြေကနံပါတ်2직업အလုပ်အကိုင်